မှာထွက်ဖို့ရှိတယ်နော်အဲ့တော့အဲ့ဒီငါးတလုံးကအဲ့ဒါထဲမှာကွန်တန်လာနဲ့ချဲပြရတာလဲကွန်ကအခုပဲငုံလာခဲ့နော်အဲ့တော့ထားလိုက်တော့ကျွန်တော်တို့ကနောက်3ခက်တူတာကိုကစားမယ်နော်နောက်3ခက်တူတာကိုကစားမယ်ဆိုတော့ဒီနှစ်ထိပ်စီဒီမှာကနှစ်ထိပ်စီဘေးမထွက်တာနှစ်ထိပ်စီဘေးမှာခွန်30ထွက်တယ်နော်သူ့ရဲ့တစ်နှစ်ကျော်မြင်းကုန်မှာထွက်တဲ့ကဏ္ဍကနော်ပါဝါခွာထားတာဘာပါဝါခွာတာပါဝါခွာတယ်ဆိုတဲ့နေရာမှာနော်သူကဒီမှာလဲဗရိတ်ကနှစ်ဖြစ်နေတာနော်ဒီမှာကျတော့ကျွန်တော်တို့ကဗရိတ်9ဆောင်ဗရိတ်9ဆောင်နော်နှစ်ထိပ်ဗရိတ်9နှစ်ထိပ်ဗရိတ်6နော်နှစ်ထိပ်ဗရိတ်9နော်သူအဲ့လိုဖြစ်တာနှစ်ထိပ်ဗရိတ်9ရဲ့ဆောင်မှာနှစ်ထိပ်ဗရိတ်6ရဲ့ဘေးမှာနော်နှစ်ထိပ်ဗရိတ်9ရဲ့ဘေးမှာထွက်တဲ့ခွန်30နောက်3ကတပုံနဲ့တူနေတာနော်အဲ့တော့နောက်3ကတူတယ်ဆိုတော့3ကဆရာ3ကအတိုင်းပဲစွဲရှားထလိုက်မယ်ဒီခွန်30ရဲ့ဇောင်းမှာပါဝါခွအဲ့ဒီခွတဲ့ပါဝါကဟာဒီအောက်ကဗရိတ်9ဗရိတ်9က9နောက်ပိတ်လို့သွားရိုက်ပြီး9ပါဝါ3ညထိတ်နေထွက်တယ်နော်တခါဒီခွန်30ကနေပြီးတော့ဇောင်းမှာထွက်တဲ့ကဏ္ဍကလည်းပါဝါခွနော်ပါဝါခွထားတယ်အဲ့ပါဝါခွလိုက်တဲ့နေရာမှာလေဒီဗရိတ်ခွန်ကခွန်အပိတ်လို့လာထွက်ပြီးခွန်ပါဝါနှစ်ထိပ်စီနဲ့ထွက်တယ်နော်ဒီမှာဗရိတ်ကတော့3ဒီမှာဗရိတ်က4ဒီမှာဗရိတ်က9မလား9မယ်ဆိုရင်ဒီကောင်ထည့်ရမှာပဲ6 4နှစ်ထည့်ရမှာပဲနော်ဘာလို့တော့ဒီမှာဗရိတ်6ရှိတယ်အဲ့ဒီ6ဒီပွဲကို6နောက်ပိတ်ပို့ရမယ်6ရဲ့ပါဝါ4ထိပ်စီဝင်ရမယ်နော်ဒီ30ရဲ့မြင်းကုန်ပါနော်အဲ့ကျွန်တော်က9အပါနဲ့ဗရိတ်8ကိုကျွန်တော်ကြိုက်တဲ့ကောင်ဆိုတော့459လို့ကျွန်တော်ထည့်ရှာလိုက်တယ်နော်အဲ့လိုမှမဟုတ်ဘူးမင်းပြောတော့နက်ခတ်တွဲဆိုရင်တော့ဒီမှာ4နှစ်9နော်နောက်တစ်ခုက469အဲ့ဒါနက်ခတ်တွဲနဲ့နော်နက်ခတ်တွဲနဲ့အဲ့တော့469ဆိုတော့ဗရိတ်9ကျွန်တော်ကလည်းမကြိုက်ဗရိတ်9မကြိုက်ကြိုက်တာကဗရိတ်8ကြိုက်တာနော်အဲ့ဒီလိုသွားဖြစ်တယ်ဗရိတ်ခွန်လို့ထည့်မယ်ဆိုရင်တော့449ကြီးဖြစ်သွားမှာပေါ့ဗျာနော်ကိုကြိုက်တာထက်နော်ကျွန်တော်က4ထိပ်9အပိတ်ကိုပြမယ်နော်အဲ့သူကအဖြေကရှင်းလေးဘယ်လောက်ထိရှင်းလုံးဆိုတော့ခုနှစ်ရှိနေက9 3သူကဒီ8ခါကဘယ်လာလဲ3ပါဝါ8ရှိပါ3 8ပါဝါရိုက်တယ်3 4 83လုံး8မရိုက်ဘူးဗျာနော်ထားလိုက်တော့ကျွန်တော်ဒီမှာဒါပဲပြသွားမယ်ကိုမကိုတဲ့ခွန်နှစ်ကိုသေးရည်တဲ့ခွန်နှစ်ကိုသေးရည်တဲ့ခွန်နှစ်ကိုရှိတယ်လေကိုနော်ခွန်နှစ်ကိုရှိတယ်ခွန်နှစ်ကိုကဒီပွဲကိုထွက်ဖို့ရှိတယ်ကျွန်တော်ရေးပြီးတင်တဲ့ကဏ္ဍတွေထဲမှာပါတယ်ကျွန်တော်က6နှစ်ခွန်လို့ရေးပေးလိုက်တယ်နော်ကိုတို့ကြိုက်တယ်လို့နေရာထိုင်ထိုးပေါ့ဒီနှစ်ထဲဗရိတ်9လို့ဖြစ်တယ်သူ့ဆောင်မှာ3ည3ခွန်ထွက်တယ်သူ့ရဲ့အောက်က9ဗရိတ်က9နောက်ပိတ်9ရဲ့ပါဝါ3ညထိတ်နဲ့ထွက်တယ်နော်3ညထိတ်နဲ့ထွက်တယ်ဒီမှာလည်းအတူတူပဲနော်နှစ်ထဲ6ဗရိတ်သူ့ဆောင်မှာခွန်3ည3ထွက်တယ်သူကနေပြီးတော့မြင်းကုန်မှာဟောဒီဗရိတ်ခွန်နောက်ပိတ်ခွန်နဲ့ခွန်ပါဝါနှစ်ထိတ်လို့သူကစားတယ်ပေါ့နော်ကစားတယ်အဲ့လိုမျိုးပဲဒီမှာထပ်ပြီးတော့ဖြစ်မလားပေါ့နော်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ
ခွန်30ရဲ့ဒီဘက်ဆောင်ဒီပရိတ်9က9နောက်ပဲ9ပါဝါ4ထိပ်စီးနဲ့နော်ရှေ့မှာကပရိတ်3ပရိတ်4ပရိတ်5လို့မြန်ထွက်မယ်ဆိုရင်ကိုလေးနှစ်ကိုထည့်ရမယ်နှစ်ခါတွေလည်းရှိပါတယ်နော်နှစ်ခါတွေလည်းရှိတယ်5ခါရှိတယ်6ခါတော့ကျွန်တော်မတွေ့ဘူးဒါပေမဲ့ဟိုနက်ခတ်အတွဲနဲ့ယူမယ်ဆိုရင်ပေါ့နော်ကျွန်တော်ကနက်ခတ်အတွဲဒီပွဲကိုပြောထားတာရှိလို့ဒီပွဲမှာနက်ခတ်တွဲကျွန်တော်အသေးကြိုက်တာပေါ့နော်နက်ခတ်တွဲပါကိုပါမယ်လို့ကျွန်တော်အဲ့လိုမျိုးကြိုက်တယ်သူက4ကက်စီးကိုကျွန်တော်ကနောက်တူတဲ့3ကက်ကိုကစားပြတယ်နော်အဲ့တော့အဲ့ဒီထဲမှာကျွန်တော်တို့2ကက်ခွဲကစားမယ်ပေါ့ဗျာနော်2ကက်ခွဲကစားမယ်ဆိုတော့ကျွန်တော်ကစားပြမယ်ဒီခွန်3ညာ3ကဒီကိုသွားပေါက်တယ်သူ့ရဲ့ဇောင်းထွက်တဲ့ကဏ္ဍတခါဒီခွန်3ညာ3ကဒီကိုလာပေါက်ပြီးတော့သူ့ဇောင်းထွက်မဲ့ကဏ္ဍ2ကက်နဲ့ကျွန်တော်ကစားပြနော်ကျွန်တော်မကစားဘူး2ကက်မကစားဘူးလို့နေတာပဲဒါပေမဲ့အဲ့ဒီ line မှာကျွန်တော်ကကောင်းကောင်းကြီးမှတ်မိတယ်ကျွန်တော်ခွန်3ညာ3ကိုတွေးပါရဲ့နဲ့မပေါက်ခဲ့တဲ့ line ဘာလို့ကောင်းကောင်းကြီးမှတ်မိတော့ဆိုတော့ဒါခွန်3ညာ3ပထမ site เนาะဒါဒုတိယ site အခုဒါတတိယ site ဒီခွန်3ညာ3ဒီသူ့ရဲ့အရှိเนาะ2 4 6 8 10 17နှစ်မြောက်ကခွန်3ညာ3เนาะဒါခုနကကျွန်တော်ပြခဲ့တဲ့ခွန်3ညာ3ပဲဒီခွန်3ညာ3ကနေပြီးတော့ဒီမှာလာပေါက်တယ်အဲ့ဒီတော့ကကျွန်တော်ဘလို့တွေးတော့3ထိပ်လို့ရိုက်တယ်တစ်နှစ်ကျော်မှာ3ရဲ့နှစ်ခတ်5ခါထည့်ပြီးနောက်ထောင်3လုံးတစ်လို့ရိုက်တယ်သူ့ရဲ့ဒီဇောင်းမှာခွန်30ကျွန်တော်တွေ့တယ်เนาะကျွန်တော်တွေ့တယ်ဗောဗျာခွန်30အဲ့ဒါဆိုရင်ဒီမှာလဲဒီမှာ3ထိပ်က3ထိပ်ရိုက်သူကနေတစ်နှစ်ကျော်မှာเนาะသူက5ခါပုံသေးနောက်3လုံးကိုတစ်လို့ရိုက်ပြီးသူ့ရဲ့ဒီဘက်2နှစ်ကျော်ဇောင်းမှာခွန်30သူထည့်တာเนาะဒီမှာလဲအတူတူပဲခွန်30သူထည့်တာအဲ့ကျွန်တော်ဆရာသမားကိုအဲ့တော့ကျွန်တော် live ပေါ်မတက်သေးဘူးမတက်သေးဘူးကိုထုံးလေးပြအောင်ကျွန်တော်မေးတယ်အခုဒီ3ထိပ်ဒီမှာ5ခါနောက်3လုံးပေါင်းတစ်လို့ရိုက်ပြီးတာနဲ့သူ့ရဲ့2နှစ်ကျော်မြင်းကုန်2ချိန်မှာခွန်30တွေ့တယ်အဲ့ဒီခွန်30ဘယ်ကရွှေ့လာလဲမသိဘူးဆိုတော့သူကဘယ်မှမလာဘူးခွန်30လို့သာမင်းထိုးသူကအဲ့လိုပြောတယ်ကျွန်တော်မမကန်တန်းလဲသူကအဲ့ဒီပွဲမှာသူစပို့ပေးတယ်ပို့ပြီးတော့ကိုထုံးလင်းပြာကကျွန်တော်ကိုပြောတယ်မင်းခွန်30လို့ပဲထိုးလိုက်တဲ့ဘယ်ကရွှေ့လာတယ်သူကျွန်တော်မပြောဘူးဒါဆိုရင်ဒီမှာလဲဒီလိုပဲ33เนาะ5ခါဒီလို3လုံးတစ်သူ့ရဲ့2နှစ်ကျော်ခွန်30လို့ပဲမင်းထိုးကိုကလည်းမတောက်တက်ခောက်ဆိုမတောက်တက်ခောက်ပေါ့ဒီလောက်ကိုကျွန်တော်နားမလဲသေးဘူးเนาะကလန်နာထဲမှာဘယ်နေရာဘာကရန်ရှိမသိဘူးအဲ့ဒီမှာသူကခွန်30လို့ထိုးတယ်ဆိုတော့ခွန်30ဆိုတော့လဲခွန်30ပေါ့လို့ကိုကလည်းဟိုနေမဖြစ်ဘူးလေနော်သူနဲ့ကလည်းတိတ်ပြီးတော့မရင်းနေသေးတော့သူကဒီခွန်30ဘယ်ကရွှေ့လာတယ်ဒီကရွှေ့လာတာပါလို့သူမပြောဘူးနော်ဒီခွန်30ကလည်းဒီကရွှေ့လာပါတယ်လို့မပြောဘူးသူဘာလို့ရွှေ့တာတော့ဆိုတော့သူ့ရဲ့2နှစ်ကျော်နော်1 2 3 4 5 6 9ချိန်ဆင်းသွားလိုက်8 9 1ရှိ8 9 1ကနေတခါ2နှစ်ကျော်1 2 3 4 5 6ချိန်ဆင်းသွားလဲ4 3 1ရှိဒါဆိုရင်ဒီခွန်30ရလဲအရှိ17နှစ်မြောက်ကခွန်30သူကနေ2နှစ်ကျော်1 2 3 4 5 6 9ချိန်ဆင်းသွားလဲ1 9 8နော်သူကနေတခါ2နှစ်ထက်ကျော်1 2 3 4 5 6ချိန်ဆင်းသွားလဲ4 3 1လို့သူထောက်တာနော်သူကခွန်30ရေ1 9 8ရေ4 3 1ရေခွန်30ရေ198ရေ431ရေသူထောက်တယ်ထောက်ပြီးတော့မှဒီခွန်30က17နှစ်မြောက်2ကြိမ်မှာသွားပေါက်တယ်နော်ဒီခွန်30ကလည်း17နှစ်မြောက်2ကြိမ်မှာသွားပေါက်တယ်ကျွန်တော်ကဘယ်လိုခြားတော့အခုဒီခွန်30 17နှစ်မြောက်ပေါက်တဲ့ဒီ line ကိုခြာရင်းနဲ့ဒီခုနှစ်ခုက2ကြိမ်မှာထွက်ထားတာဒီကနန်းငါခြာဘူးတဲ့ဘယ်ဖရိန်ငါဆိုတာကိုစိတ်ထဲမှာသွားရောက်ပြီးပြန်ကြည့်လိုက်တာပေါ့နော်ကြည့်လိုက်တော့ဒီကနန်း938ကိုကျွန်တော်ခြာပြနော်နှစ်ကတ်နဲ့ကျွန်တော်ခြာပြတချို့ကနှစ်ကတ်ကြိုက်တယ်ကျွန်တော်ကတော့မခြာဘူးเนาะဒါမျက်စိအောက်မှာကိုခွန်30ဓာတ်ကိုလိုက်ရင်းနဲ့ဒါကိုသွားတွေးလို့အမှတ်ရလို့ဒါညကဘောပင်နဲ့ချစ်ထားတာဒီခွန်353ကသူပထမတည်ခဲ့တဲ့ခွန်3ရဲ့တစ်နှစ်ကျော်ကနော်ခွန်3ရဲ့တစ်နှစ်ကျော်ကကန
ဒီ938ကိုသူကဘယ်ထောက်နဲ့ထောက်ထားလဲဆိုတော့ဒီနေရာမှာတစ်ထိပ်4ထိပ်4ထိပ်လို့ထောက်နော်144လို့ထောက်တယ်သူရဲ့အပေါ်တပွဲကျော်ပါကဏ္ဍ938သူကနေပြီးတော့အောက်ကိုဇောင်းတပွဲကျော်ဆင်းလိုက်36ခွန်နော်244လို့ထောက်တယ်ဒီဇောင်းမှာပေါက်ထားတယ်36ခွန်အပေါ်ကနေပြန်ကျလာတယ်36ခွန်နော်36ခွန်ပြန်ကျတယ်244နောက်3လုံးထောင်ထားတယ်ဘေးမှာကျတယ်သူ့ရဲ့မြင်းကုံကကဏ္ဍ144လို့စောင်းထားတဲ့အပေါ်တပွဲကျော်ကဏ္ဍဒီ381ကသူ့ရဲ့ရှေ့နှစ်က381ဆိုတဲ့ကဏ္ဍနော်ဒီကဏ္ဍဒီအဲ့ဒီနှစ်ထဲက2ကြိမ်4ကြိမ်6ကြိမ်8ကြိမ်မှာပေါက်ထားတဲ့ကဏ္ဍကနှစ်ဦးကိုတက်ရိုက်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီခွန်30ရဲ့တစ်နှစ်ကျော်အဲ့ဒီနှစ်ထဲကနော်8ကြိမ်ကကဏ္ဍကိုကြည့်လိုက်မယ်8ကြိမ်ကကဏ္ဍ4 5 8ဆိုတဲ့ကဏ္ဍကလည်းရှေ့ကအတိုင်းပဲတစ်ထိပ်4ထိပ်4ထိပ်လို့ဖြစ်တယ်နော်144လို့ဖြစ်တယ်သူရဲ့အပေါ်တဝဲကျော်မှာထွက်ထားတယ်144စောင်းပြီးထွက်တယ်နော်ဒါဆိုဒီအောက်ဆောင်တပွဲကျော်ရှိတဲ့ခွန်3ညာ3ကလည်းအဲ့ဒီနှစ်တည်းကခွန်3ညာ3ပြန်ကြ244လို့နောက်ပိတ်3လုံးထောင်ထားတဲ့ဇောင်းမှာကြနော်ဒီမှာလည်း244 244ရဲ့ဖြစ်တဲ့နှစ်နောက်ပိတ်ရဲ့ဇောင်းနော်244နောက်ပိတ်3လုံးထောင်တဲ့သူ့ဇောင်းမှာပြန်ကြသူ့ရဲ့ဇောင်းတပွဲကျော်တက်ထလိုက်တဲ့ကဏ္ဍ144လို့စောင်းထားတဲ့ကဏ္ဍ8ကြိမ်ကဏ္ဍနော်2 4 6 8ကြိမ်ကဏ္ဍဒီ948ဒီနော်ကျွန်တော်တို့နှစ်ဦးကိုသွားတက်ပေါက်ကမယ်နှစ်ဦးကိုသွားတက်ပေါက်ကမယ်ဆိုတော့ကျွန်တော်တို့ကခုနကကျွန်တော်ပြောတဲ့ငါခါတစ်လုံးပါမယ်ငါတစ်လုံးအပါမယ်ဗောဗျာနော်ငါတစ်လုံးပါမယ်ဆိုရင်တော့ဒီကောင်ကတော့ဗရိတ်ကလည်းခွန်ဖြစ်နေတာနဲ့နော်ဗရိတ်ကလည်းခွန်ဖြစ်နေတာနဲ့သူစဉ်းစားလို့ရတယ်အဲကြောင့်မို့ကျွန်တော်ကကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်အဲ့ဒီကောင်ကို9 8 4လို့ကျွန်တော်ထည့်နော်ဘာလို့9 8 4လို့ထည့်မှာတော့ဆိုတော့ကျွန်တော်ဒီနားမှာတဲ့4နောက်ပိတ်နေအောင်ကျွန်တော်ကြည့်လိုက်အောင်မယ်4နောက်ပိတ်တွေတက်လာတဲ့ line ရှိတယ်နော်4နောက်ပိတ်4နောက်ပိတ်4နောက်ပိတ်နော်ဒီမှာ4နောက်ပိတ်4နောက်ပိတ်တော့ကြဒီမှာ4နောက်ပိတ်ဆိုပြီးတက်သွားအောင်မယ်နော်အဲ့4နောက်ပိတ်ဗရိတ်8 4နောက်ပိတ်ဗရိတ်8ဗရိတ်8တွေပေါ့ဗျာသူကတော့နော်ကျွန်တော်တို့ကတော့4နောက်ပိတ်4နောက်ပိတ်4နောက်ပိတ်လေးပဲယူလိုက်မယ်နော်ဒီ line တွေကဆရာတော်တော်များများ line ပေါ်မှာစွဲပြီးသူ့ထက်ကလူတင်နေတယ်တင်နေပေါ့နော်ဒါသူတို့မြင်တယ်အဲ့တော့ကျွန်တော်ကအဲ့ဒီ4နောက်ပိတ်ကိုဒီကောင်နဲ့ထည့်မယ်နော်ဘာလို့8ခါနဲ့ထည့်တာတော့ဆိုတော့ကျွန်တော်ပြောပါတယ်3စွန်းနဲ့2ဦးမှာ8ခါ3စွန်းနဲ့2ဦးမှာ8ခါနဲ့ထည့်နော်8ခါနဲ့ဆိုတော့ကျွန်တော်8ခါနဲ့ထည့်မယ်9ထိပ်စီကျွန်တော်ပြထားပြီးသားเนาะအရင် light ဒီမှာပြီးတော့ခုနကကျွန်တော်ပြခဲ့တဲ့ဒီ line ထဲမှာကเนาะဒီ line ထဲမှာကကျွန်တော်တို့4 5 9เนาะ4 6 9 4 2 9เนาะကြိုက်တာရွေးကစားသူကတော့4 9ခွာခိုင်းတာပဲနက်ခတ်နဲ့တွဲရိုက်မယ်ဆိုရင်တော့ဒီကဏ္ဍ4 9 6ဆိုပြီးထွက်သွားလို့ရတယ်နော်အဲ့လိုမှမဟုတ်ဘူးသူရှေ့နှစ်ကကဏ္ဍကိုကျွန်တော်တို့ဒီ4 5 9 6နာရှိတယ်နော်4 5 8ကိုပြန်စစ်ကြည့်ဒီခါတစ်လုံးကဘာခါဖြစ်မလဲနော်ပြန်စစ်ကြည့်လိုက်ပေါ့ရှေ့နှလုံးပေါင်း8ဗျာရှေ့နှလုံးပေါင်းခွန်ဗျာရှေ့နှလုံးပေါင်း6ဆိုရင်သူပဲနက်ခတ်အတွဲရော4 2 9ဗရိတ်5ရောနော်အဲ့ဗရိတ်5ကဒီအောက်မှာတက်လာတဲ့ဗရိတ်5 line ရှိတယ်နော်681ဗရိတ်5 661ဗရိတ်5ဒီနေရာကိုဗရိတ်5ပြောင်းထည့်ရင်ထည့်မထည့်လို့ဗရိတ်5မထည့်ဘူးဆိုရင်အဲ့ဒီနေရာမှာထည့်လို့ရတဲ့ကဏ္ဍက126ဆိုတဲ့ကဏ္ဍထည့်လို့ရတယ်ဒီ site ကပဲနော်ဘာလို့တော့ဆိုတော့သူကနေပြီးတော့1 2 3 4 5 6ပင်သွားနော်6ပင်သွားလိုက်တာနဲ့ဒီ1ရေဒီ8ရေဒီ6ရေ6 8 1ကဒီမှာလာထွက်တယ်
တခါသူ့ရဲ့နောက်နှစ်အကျရင်ကိုက်အတွက်861 1 2 3 4 5 6ချိန်သွားဒီ8ရဲ့ဒီ1ရဲ့ဒီ6ခါရဲ့ကလည်း6 1 8ဆိုပြီးဒီမှာလာထွက်တယ်နော်အဲဒီမှာ6 8 1ဆိုတဲ့ကဏ္ဍဒီမှာလာထွက်တယ်ဒါဆိုရင်ဒီနေရာဘာထည့်မတော့1 2 3 4 5 6ပင်သွားဒီနှစ်ခါရဲ့ဟာဒီ1ခါရဲ့သူ့ရဲ့အပေါ်တစ်ဝဲကျော်6နောက်ပဲရဲ့6 1 2ဆိုတဲ့ကဏ္ဍဒီနေရာမှာထည့်လို့ရတယ်6 1 2ဆိုပြီးတော့နော်အဲ့တော့ကျွန်တော်တို့ကဗရိတ်5ကြီးပဲပြောင်းပေးမှလား5ဗရိတ်5ဗရိတ်5ဗရိတ်လို့ပြောင်းပေးမှလားပေးမယ်ဆိုရင်တော့သူပေါ့နော်အဲ့6 1 2တို့ပါတော့ကတော့လိုက်ပေါက်မဲ့ site တွေတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်သိပြီးတော့မဖြစ်လို့သိပြီးတော့မျက်စိတည်းမကြိုက်ဘူး6 1 2တို့ပါတော့ကြိုက်တာနက်ခတ်အတွဲပါရင်ပါမပါရင်ခွန်ဗရိတ်10ဗရိတ်အဲ့လိုမျိုးဟာတွေပဲကြိုက်အဲ့လိုမှမဟုတ်ပဲနဲ့မတော့မကြိုက်ဘူးမကြိုက်လို့ထွက်ရင်လည်းထွက်ပြောတတ်ဘူးနော်ခုနကကျွန်တော်ပြတဲ့ဗရိတ်ခွန်လိုင်းဗရိတ်ခွန်ဆိုတော့ခုနကကျွန်တော်ပြသွားတဲ့ကဏ္ဍဗရိတ်ခွန်ကဏ္ဍဘာကဏ္ဍမှာလဲဒီမှာဗရိတ်ရှိကြီးဟာဗရိတ်ခွန်ဒီကောင်နော်ဗရိတ်ခွန်ဒီကောင်အဲ့ဒီဗရိတ်ခွန်လိုင်းကိုကျွန်တော်ဆွဲထားသေးတယ်ဒီနားရောက်တော့ဗရိတ်ခွန်ကကျွန်တော်ပြရပြီဗရိတ်ခွန်နေကျွန်တော်ပြထားပြီးသားနော်နှစ်ဦးကဏ္ဍမှာနေ3ဆုံးနဲ့နှစ်မှာဗရိတ်ခွန်လိုက်ထွက်ဟို9နောက်ပိတ်ပြီးထွက်မယ်လို့ကျွန်တော်ပြောထားတာရှိတယ်ဒီမှာဟိုဘက်မှာရှိသေးတဲ့အထောက်တွေကျွန်တော်ကဒါပဲဆွဲထားလိုက်တယ်နော်13လုံးခွန်3နှစ်ကျော်ဗရိတ်ခွန်13လုံးခွန်3နှစ်ကျော်ဗရိတ်ခွန်13လုံးခွန်3နှစ်ကျော်ဒီဘွဲဗရိတ်ခွန်အဲ့ဒီမှာတော့ကျွန်တော်953ထည့်တာနော်အကျဉ်းရင်ကြိုက်ပဲအဲ့ဒီဗရိတ်ခွန်အဲ့ဒါကြောင့်မို့အဲ့လိုဗရိတ်ခွန်လို့ရှစ်တို့မှမဟုတ်ရင်သိပြီးတော့စိတ်ကမပါဘူးဒါဗရိတ်ခွန်နဲ့မို့လို့ဒါကိုလာပြတာမဟုတ်ရင်မပြဘူးဒီကနေ့ဒီကနန်းပြမယ်ဗျာနော်ဒီကနန်းပြမယ်ဒီကောင်ကျွန်တော်ကြိုက်တယ်ဒီကောင်လည်းဗရိတ်3ဒါလည်းကျွန်တော်ချောင်းနေတယ်ဗရိတ်3လိုင်း3လို့ခွန်လို့8တို့ကျွန်တော်ချောင်းတာဟုတ်နော်နောက်ကလနာအစ်စ်တော့မဆွဲထားသေးဘူးအဟောင်းနဲ့ပဲပြအဟောင်းနဲ့ပဲပြမယ်တဲ့3ညနော်ဒီထောင်3လုံး3ညက3ညထိတ်စီဒီထိတ်စီကနှစ်ဦးက3ညနောက်ဘက်ကထိတ်လို့လာကြတယ်နော်ဒီထောင်3လုံးကနှစ်ပေါ့နော်6 8 8ဆိုတော့နှစ်အဲ့ဒီနှစ်ကနှစ်ထိတ်နှစ်ဦးကနှစ်ဘက်ကလည်းနှစ်ထိတ်လို့လာရိုက်တခါဒီထောင်3လုံးက4နော်4ထိတ်လို့ဝင်တယ်4နောက်ဘက်က4ထိတ်လို့လာပေါက်တယ်အဲ့ဒီလိုပေါက်ပြီးတော့ကျွန်တော်တို့အဲ့ဒီနှစ်ထဲမှာအဲ့ဒီကနေပြီးတော့1 2 3 4နော်4နှစ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 ်နော်3ညနောက်ဘက်ကနေ1 2 3 4နှစ်မြောက်ထဲမှာနော်သူက931ဆိုတဲ့ကဏ္ဍထွက်တယ်ထွက်တော့သူကဒီဗရိတ်က6ရေသူ့အောက်ကဗရိတ်က3ရေနော်နှလုံးဗရိတ်နှစ်ခုပေါင်းရင်9လို့ဖြစ်တဲ့ဘေးမှာထွက်တယ်နော်931တခါဒီမှာ
သူကနေရေရမှာပေါ့ဒီနှစ်နောက်ပိတ်ကနေ1 2 3 4နှစ်မြောက်ထဲမှာနော်931ဆိုတဲ့ကဏ္ဍထွက်တယ်ဒီပဋိ9ရဲ့ဒီပဋိ4ရဲ့ပေါင်းတော့6လို့ဖြစ်ပြီးတော့အဲ့ဒီဘေးမှာသူထွက်တယ်တခါသူကနေ1 2 3 4နှစ်မြောက်ထဲမှာ391ကိုအခုဒီမှာပဋိ9ရှိတယ်ဗျာသူ့ပေါ်မှာက3 6 8ဆိုတဲ့ကဏ္ဍပဋိ4ရှိတယ်နော်အဲ့တော့4ပဋိ5ပဋိပေါင်း9ဖြစ်လို့သူ့ဘေးမှာမြန်ဒီ391ကိုထည့်မလားနော်3နောက်ပိတ်တွေဒီဘွဲတရားကောင်းတာနော်ဘယ်စရာပြ3နောက်ပိတ်နဲ့မလွတ်ဘူးကျွန်တော်တို့လည်းရှိတယ်ကျွန်တော်ရှိမှာကို3နောက်ပိတ်က50 60ရှိနော်သူများပြတာတွေရောထပ်တွေးတာတွေရောဆိုရင်တော့3နောက်ပိတ်ကတအားကောင်းတယ်တအားကောင်းလို့ကိုပျောက်သွားမှတော့ကြောက်ရတယ်ဒါမို့အဲ့ဒီ3နောက်ပိတ်နဲ့ဆိုရင်အဲ့ဒါ391နော်ထိုးလို့ရတယ်391ကကျွန်တော်ဖွဲ့သားတွေကိုရေးပေးတဲ့ထဲမှာမပါဘူးဗျာနော်ဖွဲ့သားတွေကိုယ့်ကိုကြည့်ပြီးတော့ကြိုက်ရင်လည်းထိုးပါဗျာနော်မကြိုက်ရင်လည်းမထိုးနဲ့ဒီကနန်းတွေကဖွဲ့သားတွေကိုပေးတဲ့ထဲမှာမပါသေးဘူးဖြစ်နေတယ်အဲ့ဒီကောင်ကကျွန်တော်က913လို့ပဲထည့်မယ်နော်913ဒီလိုပဲထည့်မယ်913လို့ပဲထည့်လုပ်တယ်လည်းမအားပါဘူးညကလည်းညင်းတက်မှပြီးတယ်ပြီးတော့ねခဏလေးဟိုလိုက်လန့်ကြည့်ဒီလိုက်လန့်ကြည့်နဲ့ဟိုတော့ငါကျွန်တော်ဖွဲ့သားတွေကိုပြမယ်ခဏတစ်ဝက်ကိုကျွန်တော်ဒီမှာပြလိုက်မယ်နော်ပြလိုက်မယ်ဆိုတော့ကျွန်တော်ဟိုဘက်ကိုမသွားချင်တော့ဘူးဗျာနော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီခဏကိုကျွန်တော်ကအစောကကျွန်တော်ဖွဲ့သားတွေအတွက်ကိုဒါလေးတော့မထိုးမဖြစ်ထိုးခိုင်းမယ်ဆိုပြီးတော့ထားတာလေးအဲ့ဒါလေးကိုအခုကျွန်တော်ပြပေးမယ်ဆိုတော့ကျွန်တော်ကလနာတွေကလည်းဘယ်ရောက်ကုန်တော့ဟာခဏလေးတော့စောင့်ပြနော်ခဏလေးကျွန်တော်စာရွက်တရွက်ပြောက်တယ်ပြန်ရှာလိုက်မယ်ဒီတိုင်းမှတ်မိကြတာနော်မှတ်မိကြလားဆိုတော့ကျွန်တော်တို့ဒီ83ညနှစ်လို့ခွေတယ်နော်ဒီမှာလဲ283ညလို့ခွေတယ်ဒီမှာ3ည8နှစ်လို့ခွေတယ်နော်အဲ့နဲ့ခွေပြီးတော့သူကနေအကျဉ်းကြီးအကိုက်ပေါ့ဗျာကျွန်တော်ကြီးမပြတော့ဘူးသူကနေအကျဉ်းကြီးအကိုက်မှာကျွန်တော်တို့6ထိပ်နော်တခါသူကနေပြီးတော့အကျဉ်းကြီးအကိုက်မှာ3ညထိပ်တခါသူကနေအကျဉ်းကြီးအကိုက်မှာ1ထိပ်လို့သူရိုက်တယ်နော်ရိုက်ပြီးသွားတာ ਨੇ အဲ့ဒီသူ့ရဲ့ဘေးမှာထွက်တဲ့ကဏ္ဍတွေကသူ့ရဲ့ဘေးမှာထွက်တဲ့ကဏ္ဍဟာဒီနှစ်9ကနော်နှစ်ထိပ်6ထိပ်ဒီနှစ်ထိပ်6ထိပ်ကိုနှစ်6လို့အတဲ့တိုင်းထွက်တယ်နှစ်6လို့အတဲ့ပဲထွက်တယ်တခါဒီ3ညက်ထိပ်စီရဲ့ဘေးမှာခွန်4လို့အတဲ့ပဲထွက်တယ်နော်ထိပ်ရှေ့တွဲတခါဒီ9ဆိုတဲ့နှလုံး95လေဒီမှာကျွန်တော်တို့က95လို့အတဲ့ထွက်ပဲနောက်တဲ့နက်ခတ်ထဲမယ်ဗျာ3နောက်ပိတ်ကျွန်တော်တို့ရှိတယ်နော်အဲ့တော့ကျွန်တော်ကအဲ့ဒီ935ကိုဒီနေရာဘာလို့ထည့်တာတော့ဆိုတော့အဲ့ဒီနှစ်ထဲမှာကကျွန်တော်935ကလိုက်ထွက်တယ်နော်နောက်အဲ့ဒီနှစ်ထဲမှာ935လိုက်ထွက်တယ်ဒါဆိုဒီနှစ်ထဲမှာ935ထွက်မယ်ကျွန်တော်ဒီနေရာမှာဖမ်းထားသေးတယ်နော်ဒါပေမဲ့အခုနှစ်ဦးမှာသူကဖော်မွေးဆိုင်နဲ့လာတိုက်ဆိုင်နေလို့ဒီကနန်းကိုကျွန်တော်ထည့်ပေးတယ်ဟောအဲ့ဖော်မွေးဆိုင်ကကျွန်တော်ဟိုတလောကပြတဲ့ဒီ line နော်3နှစ်ခွန်ပြသွားတဲ့ line မှာဒီ3နောက်ပဲနှလုံးထောင်နေသူကနေ1 2 3 4 5 6နှစ်မြောက်ထဲမှာနော်ဒီနောက်နှလုံး3
3 4က4 3 3 4က3 4လို့လာထွက်တယ်နော်ဒီ3 4ကဒီ3 4လို့လာထွက်ပြီးတော့ဒီနှလုံးခွန်ဒီ3 4ရှေ့နှလုံးခွန်ကြောင့်ထိတ်စီးနဲ့နောက်ပိတ်နဲ့ကိုသူကခွန်လို့ပြန်ရိုက်တာနော်ဒီ3 4အတွဲခွန်ဒီ3 4ရှိတွဲအငိမ်ထွက်ကမယ်ဒီနှလုံးခွန်ဒီထိတ်စီးနဲ့နောက်ပိတ်နဲ့ပေါင်းရင်ခွန်လို့သူဖြစ်ပြီးတော့ထွက်တယ်နော်တခါဒီမှာ3နောက်ပိတ်1 2 3 4 5 6နှစ်မြောက်ကိုသွားလိုက်တော့အဲ့ဒီနှစ်ထဲမှာလေဒီ3နှစ်အတွဲဒီနော်3နှစ်အတွဲလို့အနေအငိမ်နဲ့ထွက်တယ်နော်ထွက်ပြီးတာနဲ့ဒီနှလုံး5ကြောင်3နှစ်ကနှလုံး5ကြောင်ထိတ်စီးနဲ့နောက်ပိတ်နဲ့5လို့ထွက်တယ်နော်အခုဒီနှစ်ထဲမှာဒီနှလုံးကိုပေါ့နော်ဒီ3နောက်ပိတ်ကနေ1 2 3 4 5 6နှစ်မြောက်ဒီနှလုံး9 5ကကျွန်တော်ဒီနေရာမှာ9 5လို့ထည့်မယ်ပေါ့ဗျာနော်အဲ့လိုမျိုး9 5လို့ထည့်ကြည့်မယ်ဒီမှာတော့5 9 5 9ကျွန်တော်က5 9လို့မထည့်ဘူး9 5လို့ပဲကျွန်တော်ကတော့ထည့်ချင်တယ်ဘာလို့လဲဆိုတော့အကွက်တရာဆိုင်နဲ့ညှိအောင်လို့နော်အဲ့လိုထည့်လိုက်တော့ဒီနှလုံး4ကြောင်ထိတ်စီးနဲ့နောက်ပိတ်နဲ့4ဖြစ်ရမယ်ဆိုကျွန်တော်တို့က3နောက်ပိတ်ထည့်ရပါနော်အဲ့တော့9 5 3ဆိုတဲ့ကဏ္ဍရနော်အဲ့9 5 3ကိုခုနကကျွန်တော်ကဒီက9 5အတွဲရှိတာရေတော့9နှစ်ခတ်3နောက်ပိတ်မှာရေကျွန်တော်ထည့်လိုက်တယ်အဲ့လိုထည့်လိုက်ပြီးတော့နောက်တစ်ချက်ကအဲ့ဒီထဲ935လိုက်ပေါက်ကမယ်ဆိုတာ ਨੇ သွားစုံတယ်ပေါ့နော်စုံလို့ကျွန်တော်ဒီအဲ့ဒီ935လေးရတော့ကျွန်တော်ဖွဲ့သားတွေကိုတတိသွားပေးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အပြင်မှာတော့ပြပြီးသားပါဆိုပြီးတော့ကဲနေပါစေတော့ပေါ့နော်ဒီမှာပဲရောပြလိုက်တော့မယ်အဲ့တော့အဲ့935ကိုကျွန်တော်ထည့်ပေးလိုက်တဲ့10ခွက်လိုင်းနေထဲမှာနော်10ခွက်လိုင်းနေထဲမှာ3နောက်ပိတ်လို့လာရင်6ထိတ်နဲ့လာမယ်နော်9နှစ်ခတ်3အပိတ်နဲ့ဗရိတ်ခွန်လည်းဖြစ်မယ်ဆိုရင်တော့ဒီမှာကျွန်တော်ဘောပင်နဲ့ရှစ်ပေးလိုက်တယ်935နော်နှစ်ခုတောင်ရှိတယ်နော်953 10ခွက်လိုင်း2လိုင်းသွားစုံတာပေါ့ဗျာနော်10ခွက်လိုင်း2လိုင်းသွားစုံတယ်ဒီဘက်မှာပဲကျွန်တော်အခု953လို့ပဲထည့်ပေးလိုက်မယ်နော်နေဦးခဏနေရာရှာရခတ်တယ်စိုက်စုံမျိုးစုံနဲ့လာတယ်3နောက်ပိတ်တွေပလုံစီနေအောင်ရှိတယ်များလုံးအအောင်ကြီးသွားတယ်တယောက်လာလဲ3နောက်ပိတ်တယောက်လာလဲ3နောက်ပိတ်တယောက်လာလဲ3နောက်ပိတ်နေ3နောက်ပိတ်အပေါ်ကဆင်းလာတာအောက်ကဆင်းလာတာဟောနှစ်ရှင်းပေါက်ကောနော်နှစ်ကြော်စီကြော်လိုင်းကောစပေါ့လိုင်းနေဖြစ်စဉ်တစ်ခုရှိလို့ကဏ္ဍတစ်ခွက်လိုက်ထွက်တဲ့နေရာတွေအဲ့ဒါတွေအစအကုန်လုံး3ပိတ်ဒီနေကြီးထွက်3ပိတ်ကိုတော်တော်ကြိုက်တယ်အကြိုက်ပြီးတော့အကောင်းလွန်သွားလို့ကိုဟုတ်ပါမလားဆိုတာဖြစ်သွားတယ်3ပိတ်နဲ့မွေးကနန်းကြီးလည်းမမေ့နဲ့အောင်ကဲဒီညဒီလောက်ပါပဲဒါလေးတွေဓာတ်ပုံရိုက်ယူထားလိုက်နော်ကျွန်တော်ရှာတွေးသလောက်လေးလာလွှင့်ပေးတာဟိုနေ့ကကျွန်တော်ကြာရုပ်အကောင့်မှာကမန်းကရန်နဲ့လွှင့်ပေးတဲ့ကဏ္ဍတစ်ခွက်မှတ်မိကြလားမသိဘူးနော်ကျွန်တော်အဖွဲ့သားတွေအဲ့ဒါလေးကတော်တော်ကောင်းတယ်နော်အဲ့ဒါလေးတော်တော်ကောင်းတယ်ဆိုတော့အဲ့ဒါလေးပဲကျွန်တော်ကြိုက်တာပေါ့နော်ဒီနေ့ခွန်ဘရိတ်3ဘရိတ်10ဘရိတ်အကုန်ကြိုက်တယ်ဗျာဘယ်ဟာရွေးလို့ရွေးရမှာမသိဒီနေ့လေးခွန်ဘရိတ်မဟုတ်ရင်10ဘရိတ်10ဘရိတ်မဟုတ်ရင်3ဘရိတ်နက်ခတ်တွဲသို့မဟုတ်ပါဝါတွဲအခုနကကျွန်တော်ပြတဲ့ line ဆိုသူကပါဝါတွဲတောင်ထည့်ကစားခိုင်းနေတယ်နော်အဲ့တော့ကျွန်တော်ပြောသလိုပါဝါနက်ခတ်ကြီးမြန်တွဲပြီးတော့ကြာလာရင်တော့လှပြီပေါ့
3ကတ်တွေမကြည့်ဘူး2ကတ်တွေမကြည့်တော့ဘူးဆိုပြီးတော့ကိုဝင်င်းဖြစ်ထားတဲ့ဟာ၄ပါလားဆိုပြီးတော့ညသွားစစ်ကြည့်လိုက်တယ်ကနန်းတကွက်ပူသွားဗျာခုနကလိုင်းပဲရောက်သွားတော့935မွေးရမှာဒီနှစ်ထဲမှာအဲ့ခုနကကျွန်တော်ပြတဲ့ site ကမွေးကနန်း site ပဲဘယ်ဟာတော့ဦးလေးအဲ့ဒါလေးပြပါအောင်လားကျေးဇူးပါတဲ့ပြပါအောင်ကိုတဲ့ဘာတွေပြရမှာတော့ပြတရားတွေကပြပြီးသားတွေဖြစ်ကုန်နေတူပါတယ်ဗျာနော်ပြပြီးသားတွေဖြစ်ကုန်ပြီနဲ့တူပါတယ်နော်ကျွန်တော်ကဟိုဒီနေ့ကကျွန်တော်ဖွဲ့သားတွေအတွက်ကနန်းတက်ခွက်ကျွန်တော်သွားပြီးတော့ပြခဲ့တယ်နော်အဲ့ဒီပြခဲ့တဲ့ကနန်းက3နောက်ပိတ်ပရိတ်3ပေါ့နော်သူကကျွန်တော်ပြလိုက်လို့မရဘူးပြရင်ဟို9ချိန်မှာကျွန်တော်ဖမ်းထားတဲ့ကဏ္ဍမှာပေါ်လာမှာမို့လို့9ချိန်ကဏ္ဍမှာပေါ်လာမှာ9ချိန်ကဏ္ဍဟိုဘာထွက်မလဲဆိုတဲ့အထောက်နဲ့ကျွန်တော်ထပ်ပြီးတော့အပေါ်ဆွဲတင်လိုက်တဲ့အခါကျတော့အဲ့မှာ3နောက်ပိတ်ကိုယူပြီးတော့ဗရိတ်3ကဏ္ဍပေါ့ဗျာနော်ကျွန်တော်ဗရိတ်3ကဏ္ဍဆိုပြီးတော့ထည့်လိုက်တာအဲ့ဒီဗရိတ်3ကဏ္ဍပေါ့အခုဒီအပြင်မှာလဲကျွန်တော်ဗရိတ်3ကဏ္ဍတစ်ခွက်ဆိုတော့ထည့်ပြပေးမယ်နော်ပြပေးမယ်ဆိုတော့လိုက်ပေါက်ကမယ်စနစ်ပေါ့အခုနှစ်ဦးမှာနက်ခတ်တွဲတို့ဗရိတ်3ရှိတာတို့3နောက်ပိတ်ရှိတာတို့လဲဆိုမနစ်ကကျွန်တော်တို့ကစားတဲ့ line တစ် line ဘောပင်ပြောက်တော့ဒီကျွန်တော်တို့နှစ်ဦး9နောက်ပိတ်ဗရိတ်5နော်အဲ့ဒီထဲမှာအဲ့ဒီ83ညာခွန်ဆိုတဲ့ကဏ္ဍကသူကလိုက်ထွက်တာဟုတ်နော်83ညာခွန်ဆိုတဲ့ကဏ္ဍလိုက်ထွက်ပြီးတော့သူ့ရဲ့နောက်နှစ်မှာနော်953ဆိုတဲ့နက်ခတ်အတွဲတွဲအပြီးပေါက်953ဆိုတဲ့ကဏ္ဍထွက်တက်ခါနှစ်ဦးမှာ9နောက်ပိတ်ဗရိတ်5အဲ့ဒီနှစ်ထဲမှာဒီခွန်3ညာ8ထွက်ပြီးသူ့ရဲ့နောက်နှစ်မှာ953ထွက်တယ်သူကအဲ့ဒီမှာ2ကတ်လောက်ထားပြီးတော့ဒီအလေတကတ်မှာသူကဖြောက်မလောက်ထားဘူး9နောက်ပိတ်ပရိတ်5သူ့ရဲ့နောက်နှစ်မှာမရှိဘူးမရှိဘူး335ဆိုတဲ့9ဒီကဏ္ဍပဲရှိတယ်နော်တစ်လုံးချင်းပြီးထွက်တယ်ဒါပေမဲ့နက်ခတ်အတွဲအပြီးပေါက်ပဲနော်ထားလိုက်တော့ဒီမှာကျွန်တော်တို့ဒီ9နောက်ပိတ်ပရိတ်5လို့ရိုက်ပြီးတော့အဲ့ဒီထဲမှာခွန်3ညာ8ထွက်တော့953ပေါ့ဗျာနော်သူလိုက်ထွက်လို့ရတယ်အဲ့တော့နောက်ထပ်တနည်းက5ထိပ်စီပရိတ်5လို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်335 4ထိပ်စီပရိတ်5လို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်မှာ335တခါ3ထိပ်စီပရိတ်5လို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်မှာ335ပေါ့ဗျာနော်ရေးထားလိုက်ပြီရှင်လည်းနဲတဲ့ရှင်မဟုတ်ကြက်လောက်ရှိအဲ့ဒီမှာအခုကျွန်တော်ကဒါလို့နှစ်ဦးရေးထားတော့ဆိုတော့ကျွန်တော်က3နောက်ပိတ်ကြိုက်တာရေ3နှစ်ခတ်5ကြိုက်တာရေပရိတ်3ကြိုက်တာရေဆိုတော့အဲ့ဒါ953လို့ကျွန်တော်ထည့်ချရတယ်ဘယ်ချိန်ထွက်မလဲဆိုတော့ကျွန်တော်ချားသေးဘူးလေနော်မချားသေးတော့ကဲလောလောဆယ်ဆယ်ဒီအချိန်3နေ5တွေတွေ့တယ်ကွာမ3လုံးအပြီးရှင်းနေတောင်တွေ့တယ်ဆိုပြီးထည့်ထားတာနော်သူရှင်းရင်လည်းရှင်းမယ်မရှင်းရင်လည်းမရှင်းဘူးပေါ့ဟုတ်ပြီလား935ဒီချိန်ကျွန်တော်ဖမ်းထားတာနော်ဖမ်းထားပြီးသားခွန်ပရိတ်ကြိုက်တယ်တဲ့နော်935ဒီအချိန်86ခွန်ဘေးမှာကျွန်တော်ဖမ်းထားတယ်နော်အဖွဲ့သားတွေဓာတ်ပုံရိုက်ပြီးယူပြီးမှတ်ထားလိုက်မင်းနေလဲပြောဒီလိုက်နော်ဖမ်းထားတယ်အဲ့ဒီကောင်935ဟ
ကျွန်တော်ကဗရိတ်3ကြိုက်တယ်3နဲ့ခွန်8နော်3ခွန်8ဗရိတ်ကြိုက်တယ်ကိုယ့်ကိုရွေးပြီးတော့ကစား3ခွန်8နက်ခတ်တတွဲဖွဲ့သားတွေကိုကျွန်တော်သတိပေးဖို့ကမပေးလိုက်ရဘူးနော်လောတကြီးနဲ့ဒီကနန်းလေးကထိုးပြအောင်ထိုးဒီအတိုင်းတည်းပဲထိုးဟုတ်ပြီလားနော်ကဲဆင်းမယ်134ရောက်လက်ခတ်တွဲတွေကဘယ်လောက်ထိအောင်ရှိတုံးဆိုတော့ဒီ line နေနော်ကျွန်တော်ပြောပြအောင်မယ်အဲ့ဒီနက်ခတ်တွဲတွေဒီရှေးခွန်9လို့ဖြစ်လိုက်တာ ਨੇ သူ့ရဲ့ဒီဘက်တပွဲကြော်မှာနက်ခတ်တွဲဟောမှာအပီးပေါက်ထွက်တာနော်နက်ခတ်တွဲအပီးပေါက်ထွက်တာနော်အပီးပေါက်နောက်တွဲယူမလားရှေ့တွဲယူမလားကြိုက်တယ်လို့ယူနော်ရှစ်ထိပ်ခွန်ထိပ်9ဘိတ်တခါရှစ်ထိပ်ခွန်ထိပ်9ဘိတ်လို့ဖြစ်ပြီးအဲ့9ရဲ့တပွဲကြော်မှာနက်ခတ်အတွဲအပီးပေါက်တာနော်ရှေ့တွဲယူမလားအနက်ခတ်ခွယူမလားကြိုက်တယ်လို့ယူနက်ခတ်ကိုအပီးပေါက်တာနော်ဒါကြောင့်မို့ရှေးခွန်9လို့ဖြစ်တယ်သူရဲ့ဒီတပွဲကြော်မှာကျွန်တော်တို့နက်ခတ်တပွဲထဲကိုထည့်ရမယ်နော်ဘာထည့်မှာတော့ခုနကကျွန်တော်ပြောတဲ့ကဏ္ဍနေပေါ့နော်အခုဒီ9 5 3ဆိုလဲနက်ခတ်ပါတာပဲနော်ခုနကကျွန်တော်ပြောသွားတဲ့9 5 3ဆိုတဲ့ကဏ္ဍနက်ခတ်တပွဲပါတာပဲနော်နောက်တစ်ခုခွန်5 3ဆိုတဲ့ကဏ္ဍခွန်5 3ဆိုတဲ့ကဏ္ဍနော်နက်ခတ်တွဲပါဘူးလားပါတာပဲနောက်1 5 3ရှိသေးတယ်နော်1 5 3ရှိသေးတယ်ကြည့်နေတယ်ကူတဲ့ဟုတ်ပြီနော်ကျွန်တော်အခုပြောနေတာဘာကိုညွှန်းပြီးပြောနေတယ်ဆိုတာဖွဲ့သားတွေသိပါတယ်နော်ဒီနက်ခတ်အတွဲနဲ့ဒီနေရာတွေတော့အပီးပေါက်တွေထွက်တာဟုတ်ဗျာနော်နက်ခတ်အပီးပေါ့နော်တကယ်လို့ဒီမှာမြန်ပြီးအောင်မလားဆိုတာထည့်ထားတာနော်ကြိုက်ရင်တော့ဝုံးမလိုက်လို့ရတယ်ဗရိတ်3ဖြစ်ကမယ်မ3လုံးအပီးရှင်းရမယ်နော်မင်းဘာလို့4ကက်ကို3ကက်နဲ့ယူအောင်ဆိုမိနစ်က4ကက်စီးရဲ့4ကက်စီးနဲ့ကစားလို့ရတယ်ဆို3ကက်ကလည်း3ကက်တွေနဲ့သူကကစားတာတွေရှိတယ်အဲ့ခွန်3ညချစ်ထွက်တဲ့ site က4ကက် site ဒါပေမဲ့အနောက်3ကက်မှာခွန်4တစ်လိုက်ထွက်တာခြေ3တစ်ခါမှမထွက်သွားဘူးเนาะအဲ့ဒါမျိုးတွေလည်းရှိတယ်486လေးပြပေးပါဦး486ကျွန်တော်ရှိမှမရှိဘူးเนาะရှင်းပြောရရင်စုံနဲ့ပတ်သက်တဲ့ကဏ္ဍတွေကျွန်တော်ရှိမှမရှိဘူး186ဖြစ်နိုင်လားဖြစ်နိုင်တယ်เนาะနက်ခတ်တွဲပါတဲ့ကဏ္ဍဆိုကျွန်တော်အကုန်ကြိုက်တယ်186ကြီးရမဖြစ်နိုင်ဘူး186ဖြစ်နိုင်လားကျွန်တော်လည်းအင်းကြီးချအဲ့လိုမျိုးကဏ္ဍ3ခွက်အစင်လိုက်တက်ပေါက်တာကျွန်တော်တော့မတွေ့သေးဘူးဗျာเนาะမရှိတာတန်းနဲ့ပေါက်တာရှိတာပဲအဲ့လိုအကျဉ်းကြီးကိုက်တဲ့တန်းကဏ္ဍ3ခွက်ထည့်သွားတာမတွေ့ဘူးအခုအကိုပြောတဲ့86ဒီမှာမဟုတ်လားဒီမှာ86မဟုတ်လားအဲ့ဒီ86ကအဲ့နေရာမှာ86လို့ထိုးရမှာမဟုတ်ဘူးထိုးမယ်ဆိုရင်ပေါ့နော်ကျွန်တော်အမြင်နဲ့ပြောရင်61နှစ်လို့ထိုးမှရမှာကလနာစက်ကလနာနဲ့ပြမှမြင်ရမယ်သူကလည်းဖြစ်ပုံကကျွန်တော်မှာစက်ကလနာမရှိတော့ကျွန်တော်ကတည်းဒီတိုင်းပြီးရောကောက်ဆွဲချတာအခုချင်းမင်းသားတို့ဆရာရသဘွားတို့တင်နေတာဒီ line ကျွန်တော်တွေ့ပါတယ်နော်ဒီ6ခါ8ခါ1ခါ3လုံးသူကဒီဗရိတ်8ရဲ့ဘေးကနော်ဗရိတ်8ဘေးမှာ6ခါအငိမ်ရိုက်ပြီးတော့အဲ့ဒီကဏ္ဍကို6 8 1ကိုဒီမှာထည့်တာတခါသူ့ရဲ့နောက်နှစ်အကျဉ်းရည်တက်နော်ဒီဗရိတ်8ရဲ့ဘေးက6 1 8ကိုဒီမှာထည့်တာဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့အခုဒီမှာအကျဉ်းရင်ကိုက်ဆို2ခါ1ခါ6ခါဟိုအောက်မှာနော်ဗရိတ်ရှိရဲ့ဘေးက6ခါသူ့အောက်က1ခါနော်သူ့ရဲ့နောက်နှစ်ဦးမှာ2ခါလို့ရှိတယ်နော်အဲ့ဒီ6 1 2ကိုကျွန်တော်တို့ကဒီနေရာမှာ6 1 2လို့ထည့်ရမှာနော်မကြိုက်ဘူးပါဝါတော့ခွာတယ်ဒါပေမဲ့ဗရိတ်ကကိုကြိုက်တဲ့ဗရိတ်မဟုတ်လို့မကြိုက်တာကြိုက်ရင်လည်းထိုးပေါ်လေအဲ့တော့လွယ်လေးပေးရင်တော့လည်းပြောတတ်ဘူးဗျာနော်ပေးချင်လည်းပေးမှာပေါ့မပေးချင်လည်းမပေးဘူးခုနကကျွန်တော်ဓာတ်ပုံရိုက်ခိုင်းတယ်ရိုက်ပြီးကြပြီကျွန်တော်ကလည်းအရှိဥကစွတ်ပြီးလေတွေပန်းနေတာလေဒါရှိစွတ်ပန်းနေတာဓာတ်ပုံရိုက်ပြီးမပြီးရောရိုက်ပြီးရိုက်ကြမရိုက်ရသေးရင်ရိုက်ကြအရှိတာလေစွတ်ပန်းနေတာအနောက်ကပြီးမပြီးမသိဘူး
ငါတက်ခွန်ရှိတယ်လေငါတက်ခွန်ရှိတယ်အဲ့ဒါဗရိတ်3လဲဖြစ်တယ်ကျွန်တော်ပြောခဲ့ပြီးသားပါဟိုနေ့မှတည်းကအစမှတည်းကပြီးပြီတဲ့ဟုတ်ကဲ့ပါနော်ကျွန်တော်ဖွာတွတ်တယ်အသက်တာကြီးတာတွတ်မှတွတ်သူများရိုက်ရမြရမသိဘူးသူဥအောင်ရိုက်ထားတာပြီးသွားပြီတွေ့လားကျွန်တော်ဖွာလဲတစ်နှစ်လုံးကျွန်တော်တော့လိုက်လာတာတစ်ခါမှမပေါက်ဘူးမြီးဖွားနေကတူတာဗောဗျာကံကကောင်းတာဘွာအဘွာလည်းမနေ့ကတဲရီနဲ့လိုက်တဲ့သားသေးရီနဲ့နော်သားသေးနောက်ကိုလိုက်တာတစ်နှစ်လုံးမပေါက်သေးဘူးဒီမှာသားသေးကလည်းတစ်နှစ်လုံးမပေါက်ဘူးကံများကလည်းမပြောချင်တော့ဆက်ရှောင်းနေလို့ဒီကနန်းတွေကနော်ဒီကနန်းတွေကကောင်းတယ်နော်ဒီကနန်းတွေကမနစ်ကတည်းကချောင်းတဲ့ကနန်းတွေဒီကနန်းတွေကလက်ကြံကနန်းတွေပေါ့နော်ဒီကနန်းတွေချော့မတွက်နဲ့ခွန်တုံညဖြစ်နိုင်သလားတဲ့ကနန်းကတော့အကုန်လုံးဖြစ်နိုင်တာပေါ့လေနော်ဒါပေမဲ့ကျွန်တော်တွေးတာကအဲ့ဒီကနန်းတွေမပါတဲ့ခါကျတော့လည်းမပြဘူးပေါ့ကနန်းကတော့ဘယ်ရပဲဖြစ်ဖြစ်9-3ရှိတာပေါ့9-3ကအစောကြီးပြတာဗရိတ်8ကို2ဦးမှတည်းက2ဦးဗရိတ်8ဆိုပြီးတော့ကျွန်တော်ချထည့်တယ်9-3တဲ့ပဲနောက်ထပ်9-3 line တွေရှိသေးတယ်နော်တခြားဆရာတင်လာတာတွေကျွန်တော်တင်တာတော့မဟုတ်ဘူးအဲ့ဒီ9-3နောက်ထပ်ဆရာတယောက်တင်လာတာလည်းကောင်းတယ်ကြည့်မလားကျွန်တော်ပြပေးရမလားသူဟာလေးကျွန်တော်ကြိုက်လို့ဆွဲထားသေးတယ်အဲ့ဒီဆရာနာမည်လည်းအင်္ဂလိပ်နဲ့တီတလုံးတော့ပါတယ်ဗျကျွန်တော်လည်းဖတ်တတ်ဘူးသူနာမည်လေးပြောပေးမလို့ကျင်ညာပေးမလို့သူကဂရုတွေထဲမှာတင်တာနော်ဒီမှာ9-3စိုက်ကျွန်တော်တင်လာတာတက်ရှိသေးတယ်9-3စောရတင်တာပထမအဆုံးလွှင့်နေလိုက်မှာပဲစတင်တာပဲဗရိတ်8ဆိုပြီးတော့တော့မဲ့တာပြောတာဗရိတ်8ကနော်မဗရိတ်တွေအားကောင်းတယ်ဒီဘွဲကျွန်တော်တော့မဗရိတ်တွေကြိုက်တာကဲဆင်းတော့မယ်နော်အားလုံးလည်းဆင်းကုန်ကြပြီ9-3ထိုးရတယ်နော်9-3လဲလိုက်ပေါက်မဲ့ဟာတွေရှိတယ်အခုကျွန်တော်စာရွက်ဒီမှာဟိုအောက်ပုံနဲ့ရောက်လို့9-3ထိုးလို့ရတယ်9-3ထိုးလို့ရတယ်ဗရိတ်1ကြိုက်ရင်တော့ထိုးဖို့ဗျာနော်မီကိုတို့ဗရိတ်1ကိုអော်နေတာပဲနှစ်ဦးမှသူကဗရိတ်1ကိုစုံတယ်တဲ့ဆိုပြီးអော်နေတာဘာကနန်းလဲတော့ကျွန်တော်လည်းမသိဘူးနက်ခတ်နဲ့နက်ခတ်အပီးရှင်းကိုထိုးချင်တာပေါ့လေရတယ်လေနက်ခတ်အပီးရှင်းထိုးချင်ထိုးပေါ့ကြိုက်တယ်လို့ထိုး9-3မပါသေးဘူးနော်အဲ့ထဲမှာနက်ခတ်အပီးရှင်းအခုရေးတဲ့ထဲမှာ9-3မပါသေးဘူး3-5-3ပဲပါကဲအားလုံးမနောက်ကြတဲ့မိတ်ဆွေတွေပြန်ကြည့်လိုက်နော်ကျွန်တော်လည်းအလုံးမအားတာနဲ့ဗာနဲ့ဆိုတော့ကြာနေတခါတော့တက်လာအောင်မှာပေါ့နော်